အခုတလောကျွန်တော်ကိုလူမေးအများဆုံးဖြစ်တဲ့ဖုံးမှာတက်တဲ့ကြော်ညာတွေကိုကျွန်တော်ဘယ်လိုမျိုးပိတ်ရမလဲဆိုတဲ့နည်းလမ်းလေးကိုလာမေးထားကြတဲ့သူတွေတော်တော်များပါပေါ့နော်ဒီနေ့မိတ်ဆွေတို့ကိုဖုံးမှာတက်တဲ့ကြော်ညာတွေကိုဘယ်လိုမျိုးပိတ်ရမလဲဆိုတာဒီနေ့မိတ်ဆွေတို့ကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးခင်ဗျပထမဆုံးမိမိရဲ့ဖုန်းထဲမှာရှိတဲ့ဖုန်း setting လေးတွေကိုဝင်ပေးလိုက်မယ်ဖုန်း setting နဲ့ရောက်လာပြီဆိုရင်ကျွန်တော်တို့အပေါ်ဆုံးကဒီစာရေးရှာတဲ့မှန်ဘလူးနဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့အခုကျွန်တော်ရေးရှာသလိုရေးရှာလိုက်မယ်ပေါ့နော်ကဲကျွန်တော်တို့ဒီလိုမျိုးရေးလိုက်ပြီဆိုရင်အပေါ်ဆုံးမှာပေါ်လာပြီပေါ့နော် private DNS ဆိုပြီးအဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ပြီးဆိုရင်ကျွန်တော်ဒီအောက်မှာ private DNS ဆိုတဲ့နေရာလေးကိုတစ်ချက်ဆက်နှိပ်ပေးမယ်ပေါ့နော်ပြီးဆိုရင်ကျွန်တော်တို့ဒီနေရာမှာအဆက်လေးရအလဲမှာဖြစ်နေရပေါ့နော်အဲ့ဒီဆက်လေးကိုကျွန်တော်တို့အောက်ဆုံးမှာရွှေ့ပေးလိုက်မယ်အောက်ဆုံးမှာရွှေ့ပြီးသွားပြီဆိုရင်တော့ဒီကျွန်တော်တို့အခုဝိုင်းပြထားတဲ့အထက်မှာကျွန်တော်ရေးထည့်သလိုလိုက်ပြီးရေးထည့်ပေးလိုက်မယ်ပေါ့နော်ကဲဒီလိုမျိုးလေးရေးထည့်ပေးလိုက်မယ်ပေါ့နော်ဒီလိုမျိုးရေးထည့်ပေးလိုက်ပြီဆိုရင်ဒီအောက်က save ဆိုတဲ့ခလုတ်လေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်ကဲဒါဆိုရင်ရသွားပါပြီပေါ့နော်မိမိရဲ့ဖုန်းမှာကြော်ညာတွေလုံးဝတက်လာတော့မှမဟုတ်ပါဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အဆင်ပြေသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကအခုကြည့်နေတဲ့မိတ်ဆွေတွေအတွက်အကျိုးရှိပြီးအသုံးတဲ့မယ်လို့ယုံကြည်ပါတယ်နောက်ထပ်မသိသေးတဲ့တန်ငယ်ချင်းတွေသိအောင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like and share ပြုလုပ်သွားပြပါအောင်အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ